ထိုင်းနိုင်ငံမှာနေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေအတွက်2026ခုနှစ်ဧပြီလ1ရက်နေ့ကစပြီးအသစ်ပြောင်းလဲလိုက်တဲ့ထိုင်းနိုင်ငံရဲ့ယဉ်စည်းကမ်းလမ်းစည်းကမ်းတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီယဉ်စည်းကမ်းအသစ်ကတတိပီးတာမျိုးနောက်ထပ်ရှိမှာမဟုတ်တော့ပါဘူး။စည်းကမ်းဖောက်ဖျက်တာနဲ့ချက်ချင်းရေးယူအပြစ်ပေးခံရမှာဖြစ်ပါတယ်။တစ်သတ်မှတ်ထားတဲ့အမြန်နှုန်းထက်ပိုမောင်းရင်ဒဏ်ငွေပတ်4000ထိဆောင်ရပါမယ်။နှစ်အရက်ဘီယာတောက်ပြီးရင်မောင်းရင်တော့ဒဏ်ငွေပတ်2သိန်းထိရှိနိုင်ပြီးထောင်ဒဏ်လည်းကြခံရနိုင်ပါတယ်။၃လိုင်စင်မရှိဘဲမောင်းရင်ဒဏ်ငွေပတ်1000နဲ့ထောင်ဒဏ်1လအထိရှိနိုင်ပါတယ်။လိုင်စင်သက်တမ်းကုန်ရင်တော့ပတ်2000အထိဒဏ်ရိုက်ခံရမှာပါ။၄မီနီဖြတ်မောင်းတာဒါမှမဟုတ်လူကူးမြင်းကြားမှာလူကိုလမ်းမပေးတာမျိုးဆိုရင်ဒဏ်ငွေပတ်4000အထိဆောင်ရပါမယ်။၅ဆိုင်ကယ်စီးရင်အိုထုတ်ဆောင်ဖို့နဲ့ကားမောင်းရင်ကားခပတ်ပတ်ဖို့မမိပါနဲ့။မလိုက်နိုင်ရင်ပတ်2000အထိဒဏ်ရိုက်ခံရမှာပါ။၆နောက်ထပ်အရေးကြီးတာတစ်ခုကရီအိုင်တွေကိုနင်းပြီးသူတစ်ပါးကိုရီစင်အောင်မောင်းရင်လဲပတ်1000ထိဒဏ်ရိုက်ခံရနိုင်လို့သတိထားကြပါနော်။ခုနှစ်လမ်းကြောင်းပြန်မောင်းရင်ဒဏ်ငွေပတ်2000အထိဆောင်ရပါမည်။လမ်းကြောင်းပြန်မောင်းပြီးမတော်တဆဖြစ်ခဲ့ရင်ပိုပြင်းထန်တဲ့အပြစ်ပေးခံရမှာပါ။ရှစ်ကားပါကင်မထိုးရနေရတရားပေါ်ဒါမှမဟုတ်လူသွားလမ်းပေါ်မှာကားရိုက်ရင်ဒဏ်ငွေပတ်900အထိရှိပါတယ်။ကိုတိုက်မိပြီးထွက်ပြေးရင်ထောင်ဒဏ်3လဒါမှမဟုတ်ဒဏ်ငွေပတ်1000ထိရှိနိုင်ပါတယ်။10ကားမောင်းနေရင်ဖုန်းကိုလက်နဲ့ကင်ပြောရင်ဒဏ်ငွေပတ်1000ထိရှိပါတယ်။နားချက်ဒါမှမဟုတ် Bluetooth သုံးမှရပါမည်။17လူနာတင်ကားဒါမှမဟုတ်အရေးပေါ်ကားတွေကိုလမ်းမပေးရင်ပတ်900ဒဏ်ရိုက်ခံရမှာပါ။အရေးပေါ်ကားနောက်ကနေကတ်မောင်းရင်လည်းပတ်1000ဒဏ်ငွေရှိပါတယ်။12ကားပလိပြလိုင်စင်နံပါတ်မပါဘဲမောင်းရင်ဒဏ်ငွေပတ်1000ပါ။13အသက်6နှစ်အောက်ကလေးတွေအတွက်ကလေးထိုင်ခုံကားစီမပါရင်ပတ်2000ဒဏ်ရိုက်ခံရမှာပါ။14လမ်းပေါ်မှာကားပြိုင်တာဒါမှမဟုတ်သူတစ်ပါးကိုအန္တရာယ်ဖြစ်စေအောင်မောင်းရင်ဒဏ်ငွေပတ်2000ထိရှိနိုင်ပြီးထောင်ဒဏ်လည်းကြခံရနိုင်ပါတယ်။အမှားလုပ်ရင်အမှတ်တွေအဖြတ်ခံရမှာဖြစ်ပြီးအမှတ်ကုန်ရင်လိုင်စင်ပိတ်သိမ်းခံရနိုင်ပါတယ်။ဒီရင်စည်းကမ်းအသစ်ကတတိပေးတာမျိုးနောက်ထပ်ရှိမှာမဟုတ်တော့ပါဘူး။စည်းကမ်းဖောက်ဖျက်တာနဲ့ချက်ချင်းအရေးယူအပြစ်ပေးခံရမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ရင်အချက်ပြဆိုင်ပုတ်တွေရဲ့အတိတ်ဘယ်ကိုသိချင်နေဆိုရင်တော့ comment မှာရေးခဲ့ပေးကြပါနော်။နောက်ထပ်ဗီဒီယိုအသစ်လေးလုပ်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲရင်စည်းကမ်းလမ်းစည်းကမ်းကိုလိုက်နာပြီးဘေးကင်းစွာသွားလာနိုင်ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။